ံဝင်စားတဲ့အခါကျတော့သူကဒီကတိုင်းအာယုန်နဲ့ဝင်စားတာရှိတယ်အာနာပါနာအာယုန်နဲ့ဝင်စားတာရှိတယ်သူတို့လေ့ကျင့်ထားတဲ့ကတိုင်းအာယုန်ပေါ့ဥပမာပထဝီကတိုင်းဝန်းကိုရှုပြီးတော့ဇံဝင်စားမယ်တော့ကတိုင်းအာယုန်နဲ့ဝင်စားတယ်တချို့ကျထွက်လေဝင်နေအာနာပါနာနဲ့ပဲဝင်စားတာလည်းရှိတယ်သူကိုရထားတဲ့ဇံရဲ့အာယုန်နဲ့ပဲနောက်ထပ်ထပ်ရအောင်လုပ်တယ်ပေါ့ဒီမှာဗျာအဲ့ဒီကတိုင်းအာယုန်နဲ့ဝင်စားတယ်ဒါသံသမဘဝင်စားတာသမဘကသံကြီးပဲမဟုတ်ဘူးသာနာသမဘဖလသမဘဆိုနှစ်ခုရှိတယ်ဒီမှာဗျာနော်အဲ့ဒါကိုခွဲပြောရမယ်ဆိုရင်သံဝင်စားတဲ့အခါကျတော့ခုနကတိုင်းအာယုန်တို့စတဲ့ပြည့်ညတ်တွေကိုအာယုန်ပြုပြီးတော့ငါကရရှိထားတဲ့လေ့ကျင့်ထားတဲ့အတိုင်းပြန်ပြီးတော့အာယုန်ပြုပြီးတော့ဒီအဆင့်ကိုရောက်အောင်သွားတာဒီမှာဗျာသမပတ္တိဆိုတာရောက်ရှိခြင်းလို့အဓိပ္ပာယ်ရတယ်ပြည့်စုံအောင်ရောက်ရှိနေတဲ့အဆင့်တစ်ခုကိုသမပတ္တိလို့သာနာသမပတ္တိသူရထားတဲ့ဇာရဲ့အာယုန်နဲ့ပဲနောက်ထပ်ပြန်ရအောင်လုပ်တယ်ဒီမှာဗျာနော်ကတိုင်းခွက်နဲ့ရှုပြီးတော့ပဲဇာရတယ်ကတိုင်းအာယုန်တစ်ခုနဲ့ရှုပြီးတော့ပဲဇာရရင်အဲ့ဒီအာယုန်ကိုပဲပြန်ပြီးတော့ဆင်ញင်ပြီးတော့ဇာရတယ်ဒါသာနာသမပတ္တိဖလားသမဘတ်ဆိုတာကြတော့သူကဝိပဿနာကိုယ်တဏ္ဍမှာရှိတဲ့ယုတ်တိဏ္ဍတွေကိုယုတ်နံနှစ်ပါးကိုသင်္ခါရတရားတွေကိုဝိပဿနာနဲ့ရှုတယ်ရှုပြီးတဲ့အခါမှာနိဗ္ဗာန်ကိုအာရုံပြုတဲ့ဖို့စိတ်ပေါ်လာတယ်အဲ့ဒီဖို့စိတ်နဲ့နိဗ္ဗာန်ကိုအာရုံပြုပြီးတော့နေတာလေကာကတော့ဝိပဿနာပဲသူကဝိပဿနာနဲ့တက်သွားပြီးတဲ့အခါသင်္ခါရတွေကိုရှုရင်ကနေပြီးသင်္ခါရကင်းပြတ်သွားတဲ့အဆင့်လေးကိုရောက်သွားလို့ရှိရင်ဒါနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်အာယုန်နဲ့ဖို့စိတ်တွေထပ်ပြီးတော့ဖြစ်တယ်သောတာပန်ဆိုရင်သောတာပတ္တိဖို့တဂရကံဆိုတဂရမိဖို့အဲ့လိုသူ့ဖို့နဲ့သူဖြစ်တယ်အဲ့လိုဝင်စားတာပဲနော်ဖေယယဟန္တာတို့ပိစိကဗုဒ္ဓတို့ဖြစ်သွားရင်တော့အရတ္တဖို့တစ်ခုပဲဝင်စားလို့ရသောတာပတ္တိဖို့တဂရကမိဖို့နာဂမိဖို့သူတို့မှမရှိတော့ပြီးသွားပြီအဲ့တော့အရတ္တဖို့တစ်ခုနဲ့သူတို့နိဗ္ဗာန်ကိုအာရုံပြုပြီးဝင်စားတယ်လို့အဲ့လိုပဲမှတ်ရမှာနော်တင်ပါဗျာအဲ့ဆိုလို့ရှိရင်သူတို့ကဒီဖရာတို့ယဟန္တာတို့ကကြတော့အာနာပါနဝင်လေထွက်လေဒီဘယ်ဥစ္စာကိုတွေးတောပြီးတော့သူတို့သံသမဘဝင်စားပါလိမ့်ရှင်ခုနပြောတဲ့အတိုင်းပဲသူဆံရတော့ကဘာနဲ့လောက်ခဲ့တာတော့အဲ့ဒီတော့ကသူလေ့ကျင့်ခဲ့တဲ့အာယုန်ဒီပဲနဲ့သူ့ရဲ့ဇံဝင်စားစရာအာယုန်တစ်ခုပေါ့ဥပမာကတိုင်း10ပါးရှိတဲ့ထဲမှာအဲ့ဒီကတိုင်းနဲ့တစ်ခုနဲ့ဝင်စားခြင်းသားမယ်နော်အာနာပါနနဲ့ဝင်စားခြင်းဝင်စားမယ်ဝင်စားလို့ရတဲ့ဆံအရဟတဖို့ဆိုတာဘာကိုပြောလဲအရဟတဖို့ဆိုတာကယဟန္တာပုဂ္ဂိုလ်ရဲ့တဏ္ဍမှာနိဗ္ဗာန်ကိုအာရုံပြုတဲ့စိတ်ခိတိတာတွေကိုငြိမ့်သက်ထားပြီးတော့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကနိဗ္ဗာန်ကိုအာရုံပြုတဲ့စိတ်တွေကိုအရဟတဖို့လို့ခေါ်တာကျန်တဲ့အချိန်မှာအရဟတဖို့စိတ်ကဖြစ်နေတာမဟုတ်ဘူးယဟန္တာပုဂ္ဂိုလ်မှာကျန်တဲ့အချိန်မှာတမ္မာပုဂ္ဂိုလ်တွေဖြစ်တဲ့စိတ်ပဲဖြစ်တယ်ကုသိုလ်မဖြစ်ဘူးသူတို့ကြတော့ကရိယာလိုပဲဖြစ်တယ်တမန်မျက်စိကမြင်ရင်စက္ခဝိညာဉ်စိတ်ဖြစ်မယ်နားကအတန်ကြားရင်သောတာဝိညာဉ်စိတ်ပဲဖြစ်မယ်အဲ့လိုဟာမျိုးပေါ့နော်တမန်အနေထားကတမန်ပဲဖြစ်တယ်နိဗ္ဗာန်ကိုအာရုံပြုပြီးဆိုတော့မှခုနအရဟတဖို့ဆိုတာဖြစ်တယ်တင်ပါဗျာဖလားသမဘဆိုတာတော့နိဗ္ဗာန်ကိုအာရုံပြုတာအဲ့တော့နိဗ္ဗာန်အာရုံမရောက်ခင်ဘာလုပ်ရလဲဆိုသင်္ခါရအာရုံနဲ့ဝိပဿနာရှုရတယ်ရှုမှဟိုပေါ်ရောက်သွားတယ်တင်ပါဗျာလှေကားနဲ့အလားသဏ္ဍာန်တူတယ်ပေါ့ဝိပဿနာဆိုရဲလှေကားကတက်ပြီးတော့မှဖို့ကိုရောက်တယ်တင်ပါဗျာသူကဖလားဖို့တော့အဲ့တော့じゃဆင်းမြင်တယ်နိတင်ပါဗျာ